နားဆင်ကြည့်ပါလို့မင်္ဂလာပါဟုတ်ကဲ့မင်္ဂလာပါဝီတီကောင်းအားမြမရီမီကြောင်ပေါ်လဲများကာလီနီလီကျုံစုံလို့တစ်ခါရှာခဲ့တာချေရီရီဝင်းနေရှန်ညီမူဆလန်ကာကလေးနဲ့လမ်းကလေးဒီလိုနဲ့ရောက်ခဲ့တဲ့စံတာအနေဒီစင်ပါမှုပြူနေညဝဲမူဆယ်စီကရှန်ကောက်ဆွဲလေးကျွန်တော်လေးသွားစားလို့ဝါလေးပေါ်ရီနဲ့ရှန်နာလေးရှောင်းလေးဒီခါဆွေကာလလစားရလာဆိုင်ရှင်လေးလာလုံးသွားရလာမြင်တွေ့ကြလာတော့ကြည်ချင်းစို့မျက်လုံးကြီးစကားပြောကြလာတဲ့စိတ်တရင်လေးမြေပြင်းကိုရေရမေခီးသွားဧသေးမို့ဒီဘဝတာရှိစားထားရင်လေဘဝပါပါလေးလက်စုံမဆိုးမူဆလန်ကပြန်ခဲ့တဲ့အခါတောင်ပေါ်လမ်းကခွေကောင်းတဲ့တာကျွန်တော်လေးသွားရင်စိတ်ကူးကြည့်တာတောင်ပေါ်သူရွတ်တာရဲ့မျက်နှာဒီခါဆွေကာလလစားရလာလို့လက်သွားရပါကဲရှမ်းပြည်ရောက်လို့ရှင်ရမ်းလာတဲ့ကောင်မလေးရဲ့ဆိုင်မှာသွားပြီးခောက်ဆွဲစားအောင်နော်ဟုတ်ကဲ့ပါဒီကောင်မြင်မာတဲ့မြေတောင်ပေါ်လမ်းကဝေကောင်းနေလဲကြုံစုံလို့ကောင်းလိုက်ခဲ့တာရွေပွင့်နေရှမ်းမြေဒီစလဲကာလီနေလန်နာနေဒီလိုနေရောက်ခဲ့တဲ့ရှမ်းချာနေဒီစပါမို့မြူမြင်များဝီမူစီစီကရှမ်းခောက်ဆွေလီကျွန်တော်သွားစားလူမဝပြီဟိုယူဒီရှမ်းမလီယာနီဒီခောက်ဆွေကောင်းလုံးလက်စားရလားဆန်ရှင်လေးလာလို့သွားရလားအမြင်တွေချလာတော့အကြည့်ချင်းစိုးပြလို့ချစ်တကားပြောပြလာတယ်ချိန်တည်းလေးမြေပြတ်လို့တရားမဲ့ဒီတော့အဲ့မို့ဒီကသာဒီစားချိုင်လေးဘဝပါပါလေးလေးဆိုမဆိုမူစလန်ကတင်ကြီးဒီခါကြောင်ပေါ်လဲမြာခွေကောင်းနေတာကျွန်တော်တွေ့စိတ်ကူးကြည့်တာကြောင်မို့သူရှုတာရင်းနေနာဒီကောက်ဆွဲကောင်းလို့လက်စားရတာဆန်ရှင်လေးလာလို့လက်သွားရတာဒီကောက်ဆွဲကောင်းလို့လက်စားရပါကောင်းမလေးလာလို့လက်သွားရဒီရွာသားကြီးစားထားရင်လေဘဝပါပါလေးလက်ဆုံးမဆိုးကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်